လီဆာနိုးလာတဲ့အခါထိတ်လန့်စရာမြင်ကွင်းတစ်ခုကိုတွေးလိုက်ရပါတယ်အိမ်ထဲမှာရေအိုင်ကြီးတွေရုတ်တရက်ပေါ်ပေါက်နေတာပါဒါဟာသူမအတွက်လုံးဝမမျှော်လင့်ထားတဲ့အခြေအနေပဲဖြစ်ပါတယ်။ theory အရဆိုရင်တတိယထပ်ဟာဘလို့မှရေမကြီးနိုင်ပါဘူးထားပေမဲ့သူမပြတင်းပေါက်စီလမ်းလျှောက်သွားပြီးအပြင်ကိုကြည့်လိုက်တဲ့အခါမှာတော့အန်တာမင်တက်သွားရပါတော့တယ်တမျိုးလုံးဟာပင်လေရေအောက်ကိုရောက်ရှိနေတာပါတကယ်တော့လွန်ခဲ့တဲ့တရက်ကပဲကြိုးတစ်ခုပောက်ကွဲသွားခဲ့တာဖြစ်ပါတယ်။အဲ့ဒီပောက်ကွဲမှုကနေဖြစ်ပေါ်လာတဲ့ရိုက်ခတ်မှုလိုင်းတွေဟာကြီးမားတဲ့တဘာဝဘေးအန္တရာယ်ကိုဖြစ်ပွားစေခဲ့ပါတယ်ပင်လေရေတွေဟာမြို့အနှံ့ကိုအရှိန်အဟုန်နဲ့ပြန့်နှံ့လာခဲ့ပြီးမြို့ပေါ်ကအထက်မြင့်အဆောက်အဦတွေဟာလူသားတွေအတွက်နောက်ဆုံးခိုလုံရာဖြစ်လာပါတော့တယ်။တတိယထပ်ဟာမလုံခြုံတော့ဘူးဆိုတာလီဆာသိလိုက်ပါတယ်။သူမဟာပစ္စည်းတွေကိုအမြန်ထုတ်ပိုးပြီးထွက်ခွာဖို့ပြင်ဆင်ပါတော့တယ်။နောက်စက္ကန့်မှာပဲသူမစီကိုဖုန်းတစ်လုံးဝင်လာပါတယ်ရှိုးဝက်ဆန်းပြတဲ့လူတစ်ယောက်ကအမိုးပေါ်ကိုသာရောက်အောင်လာခဲ့ရင်မင်းတို့ကိုငါခေါ်ထုတ်သွားပေးမယ်လို့ပြောလိုက်ပါတယ်လီဆာဟာသူမရဲ့သားလေးကိုချီပြီးအခန်းထဲကနေအမြန်ထွက်ခဲ့ပေမဲ့စင်ကြံလန်းတစ်ခုလုံးမှာရေတွေပြည့်နေပြီဖြစ်ပါတယ်နေထိုင်သူအားလုံးဟာထိတ်လန့်တကြားဖြစ်နေကြတယ်လူတိုင်းကအမိုးပေါ်ကိုတက်ချင်နေကြပေမဲ့လေကားထစ်တွေမှာလူတွေနဲ့ပြည့်နေနေတာကြောင့်လူတန်းကြီးကရှေ့ကိုလုံးဝတိုးမရတော့ပါဘူးလီဆာကတော့ဒီတိုင်းဆက်မဆောင်နိုင်တော့တာကြောင့်တခြားရှိုးဝက်လေကားတစ်ခုကိုရွေးချယ်လိုက်ပါတယ်ခံမကောင်းစွာနဲ့ပဲအမိုက်ပုံကြီးတစ်ခုကလေကားလမ်းကိုထပ်ပြီးပိတ်ဆို့နေပြန်ပါတယ်ဒါပေမဲ့လီဆာကတော့ဒီတစ်ခုတည်းသောအခွင့်အရေးကိုလုံးဝလက်မလျှော့ခဲ့ပါဘူးတို့လေးလွာကိုရောက်တဲ့အခါအဆောက်အဦရဲ့တခြားတစ်ဖက်ကနေအဲ့ဒီရှိုးဝက်လူသားရဲ့အတန်ကိုလီဆာကြားလိုက်ရပါတယ်။သူမဟာစိုးရိမ်တကြီးနဲ့သူ့ကိုလက်တန်းနှုတ်ဆက်လိုက်တယ်။ဒါပေမဲ့သူမနောက်လှည့်လိုက်တဲ့အခါမှာတော့သူမရဲ့သားလေးပျောက်ဆုံးနေတာကိုတွေးလိုက်ရပါတယ်။ကံကောင်းစွာနဲ့ပဲကောင်လေးကအခန်းတစ်ခုထဲကိုဝင်သွားတာကိုသူမမြင်လိုက်ရတယ်လီဆာဟာသားလေးကိုရှာဖို့အဲ့ဒီအခန်းထဲကိုအပြေးလွှားဝင်သွားခဲ့ပေမဲ့နောက်တော့ကြောက်မက်ဖွယ်ကောင်းတဲ့အရာတစ်ခုဖြစ်သွားပါတော့တယ်။